အားလုံးခုနှစ်သားသမီးကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တင်ပြပေးမယ့်အကြောင်းအရာကတော့ဘေဒင်နဲ့ပတ်သက်တာကတော့ကျွန်တော်မြမဘေဒင်နီးစနစ်မြမဘေဒင်နီးစနစ်စစ်ဖြစ်တယ်မဟာဘုတ်ဘေဒင်နဲ့ပတ်သက်တာကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့မဟာဘုတ်ဘေဒင်ကိုလူတိုင်းတိမိခေါင်းမိရှိတယ်เนาะတော်တော်များလဲမိမိဘာဘွားလဲမိမိဘာကျွင်းလဲဆိုတာသိပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့ဒီနေရာမှာဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့မဟာဘုတ်တစ်ကျွင်းပေါ့နော်မိမိရဲ့မြန်မာမွေးတက္ကသိုလ်ကိုခရစ်နဲ့စားလိုက်လို့တစ်ကျွင်းတဲ့သူတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကိုကမသိဘူးဆိုရင်မြန်မာခုကိုမသိဘူးဆိုရင်အင်္ဂလိပ်ခုတွေက638ကိုနှုတ်ရင်ဒါမြန်မာခုရပါတယ်အင်္ဂလိပ်ခုတွေကနေ638ကိုနှုတ်ရမှာဖြစ်ပါတယ်The Jan 21ရက်နေ့မကြော်ခင်မှာမွေးတယ်ဆိုရင်နောက်ထပ်တစ်နှစ်ထပ်နှုတ်ရမှာပေါ့နော်အဲ့တော့အလွယ်တကူနားလဲအောင်ဆိုရင်အစင်သင့်ဒါမြန်မာမွေးတက္ကသိုလ်တွေတည်တယ်ဆိုလို့ရှိရင်တော့ဒါ1282မွေးတဲ့သူရှိမယ်နောက်1289 1296 1303ခု1310 1319 1324ခု1331နောက်1338ခု1345 1352ခု1359 1366 1383ခု1380 1389နောက်1394 1400တခု1408ခုတော့ဒီခုနှစ်တွေမှာမွေးတဲ့သူတွေအားလုံးဟာမဟာဘုတ်တစ်ကျွင်းတွေဖြစ်ပါတယ်เนาะမိမိရဲ့မွေးတက္ကသိုလ်ကိုခုနှစ်နဲ့စားတယ်လို့အဲ့တော့မဟာဘုတ်တစ်ကျွင်းပြီဆိုလို့ရှိရင်မဟာဘုတ်တစ်ကျွင်းတွေကတနင်္ဂနွေကဘင်္ဂမှာရှိတယ်เนาะဗုဒ္ဓဟူးကမရဏမှာရှိတဲ့အတွက်အဲ့တစ်ကျွင်းအားလုံးကရွှေဝတ်လို့မရဘူးเนาะဝတ်သားစားလို့မရဘူးအရက်ဘီယာနဲ့လုံးဝမတည့်တဲ့အကျွင်းမျိုးဖြစ်ပါတယ်အရက်ဘီယာနဲ့လုံးဝမတည့်ဘူးဥပမာတောက်ခဲ့တယ်ဆိုလို့ရှိရင်အစာအိမ်နဲ့ပတ်သက်တာတွေအဓိကဒုက္ခပေးတတ်တယ်အစာအိမ်နဲ့ပတ်သက်တာတို့เนาะဝမ်းပိုင်းနဲ့ပတ်သက်တဲ့ကျန်းမာရေးမျိုးတွေဖြစ်တတ်တယ်เนาะအရက်တို့ဘီယာတို့ဝတ်သားတို့အဲ့ဒါရှောင်တဲ့နဲ့အများသောအားဖြင့်အဲ့တစ်ကျွင်းတွေအများစုကရေနစ်တတ်တယ်ရေနဲ့ပတ်သက်တဲ့လမ်းခီးတွေเนาะရေနဲ့ပတ်သက်တဲ့နေရာတွေသွားလာမယ်ဆိုရင်အထူးဂရုစိုက်သတိထားရမယ်ဇာတာထဲမှာပါပါတယ်နောက်တစ်ချက်ကလူအများနဲ့စက်တူစက်ဖက်လုပ်ငန်းเนาะလူအများနဲ့ပတ်သက်ပြီးတော့လုပ်ရတဲ့အလုပ်တွေเนาะအစင်ပြေမှာမဟုတ်ပါဘူးအကျိုးရှိမှာလည်းမဟုတ်ပါဘူးအဲ့တော့မိမိတကူတဲ့ပြုလုပ်တင်တယ်ကိုတူးကိုချုံပြီးတော့ကိုကကိုပြုလုပ်တင်တယ်အဲ့တော့စက်တူလုပ်ငန်းတဲ့စာရင်မိမိကိုပိုင်လုပ်ငန်းမိမိတူးတဲ့တယောက်တည်းလုပ်ရတဲ့လုပ်ငန်းတွေကပို့ပြီးတော့အကျိုးပေးပါတယ်မာဘုတ်တကျွင်းနေအနေနဲ့အဲ့လိုပဲမာဘုတ်တကျွင်းနေအနေနဲ့ကဘယ်နေသားသမီးမဆိုပေါ့နော်အဲ့တော့မိဘမောင်မွားတွေညီကိုမောင်တို့မှသားသမီးအိမ်တော်ရှင်တွေရဲ့ချစ်ခင်ယူရမှုကိုလည်းမခံရတဲ့ဇာတာမျိုးเนาะအချစ်ခံခြင်းတလောက်အချစ်မခံရတဲ့ဇာတာထဲမှာပါပါတယ်အဲ့တော့လူအများနဲ့မတည့်တဲ့သူတွေထဲမှာပါတယ်เนาะအဲ့တကျွင်းတွေကိုယ်တိုင်ကလည်းလူအများရဲ့အနိုင်ကျင့်မှုဗိုလ်ချမှုကိုခံရတတ်တယ်အဲ့တော့ငယ်စဉ်ကလေးဘဝဒီမူကြိုကျောင်းသားအရွယ်လောက်ကစပြီးတော့ပဲအနိုင်ကျင့်ခံရတဲ့ဇာတာထဲမှာပါတယ်ပေါ့နော်အဲ့တော့အများစုအတွက်ကိုအနစ်နာခံပြီးတော့လောက်ကင်ပေးရတဲ့အသင်းအဖွဲ့ကိစ္စတွေနိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေလူမှုရေးနဲ့ပတ်သက်တဲ့အသင်းအဖွဲ့တွေနဲ့လုံးဝအကျိုးမပေးတဲ့အကျွင်းမျိုးဖြစ်ပါတယ်မဟာဘုတ်တင်ကျွင်းအဲ့တော့လူယုံမွေးလို့မရဘူးဆရာမွေးတာတွေတပည့်မွေးတာတွေလုံးဝအကျိုးမပေးဘူးကိုတူးကိုကျော်လောက်ကင်မှသာအကျိုးပေးအဆင်ပြေမဲ့ဇာတာမျိုးဖြစ်ပါတယ်အဲ့တော့မိတ်ဆွေပေါင်းသင်းတွေများလို့ရှိရင်မိတ်ဆွေပေါင်းသင်းကြောင့်ဂုံတိတ်ခါကြဆင်းတတ်ပါတယ်เนาะအဲ့တော့ဘဝမှာဘယ်လိုပဲဖြစ်ဖြစ်ဒီကောင်းတဲ့အချက်တွေမရှိဘူးလားဆိုတော့ဆိုးတဲ့အချက်တွေပဲလားကောင်းတဲ့အချက်တွေလည်းရှိတယ်ဘဝမှာခံညားထဲဝါဆိုတာနေထိုင်ရတတ်တယ်เนาะအဲ့တော့ထီဆူကြီးပေါက်တတ်တဲ့ဇာတာထဲမှာပါတယ်เนาะထီကိန်းထီကန်သူများတဲ့ပူကောင်းတယ်เนาะအမွေနှစ်တွေကိုလည်းရတတ်တယ်เนาะထီတွေမကြာခဏပေါက်တာမျိုးတွေကြုံတွေ့တတ်တဲ့ဇာတာအဲ့တော့ဘဝမှာအနည်းဆုံး2ကြိမ်3ကြိမ်လောက်တော့ပေါက်ကိန်းရှိတယ်ဆိုတဲ့အထဲမှာပါတယ်เนาะအဲ့တော့ကိုကဘလောက်ပဲစေတနာထားပြီးတော့လောက်ကင်ပြီးနောက်ဆုံးမှာကိုလူအများရဲ့မနာလိုမှုတွေမကောင်းပြောခံရမှုတွေကိုကြုံတွေ့ရတဲ့ဇာတာထဲမှာပါပါတယ်เนาะမနာလိုမှုတွေရှင်ပြိုင်မှုတွေကြုံတွေ့ရတဲ့အဲ့တော့ကိုယ်ပြစ်တင်ရှုတ်ချတာမျိုးတွေခံရတဲ့အထူးသဖြင့်ဒီဇာတာရှင်တွေကဒုက္ခရောက်ပြီဆိုလို့ရှိရင်အနီးနားလူအနီးကပေါင်းသင်းတဲ့မိတ်ဆွေပေါင်းသင်းเนาะ
လူယုံလူရင်းတွေဒုက္ခပေးလို့ဒုက္ခရောက်ကြတာများပါတယ်ဒီမဟာဗုဒ္ဓကျွန်းတွေကလူယုံလူရင်းတွေဒုက္ခပေးလို့ဒုက္ခရောက်ကြတာများတယ်အဲ့တော့ကိုနားမှာရှိတဲ့လူတွေကိုအထူးသတိထားသင့်တယ်နောက်အလွယ်တကူပဲလူလိန်ခံရတဲ့ဇာတာထဲမှာပါတယ်เนาะအလွယ်တကူပဲလူလိန်ခံရတာမျိုးတွေအလိန်ညာခံရတာတွေတက်တဲ့ဇာတာထဲမှာပါပါတယ်အဲ့တော့ဒီဇာတာရှင်တွေကရုပ်ရည်ဘလို့ပဲရှိရှိချောချောမချောချောเนาะအဲ့တော့ခန်းခန်းညာညာရှိတဲ့သူတွေများပါတယ်เนาะခန်းခန်းညာညာရှိတယ်အဲ့တော့ဒီဇာတာရှင်တွေကဗုဒ္ဓဘုတနည်းကနေတနည်းလာနိုင်နေနဲ့အကျိုးမပေးဘူးเนาะမဟာဗုဒ္ဓကျွန်းတွေကတနည်းကနေနဲ့နေဗုဒ္ဓဘုနဲ့တနည်းလာနိုင်နေအကျိုးမပေးဘူးအဲ့ဒီပစ္စည်းတွေရောင်းဝယ်မယ်ဆိုရင်လည်းအစင်မပြေမှုတွေကြုံတွေ့တတ်ပါတယ်အထူးသဖြင့်မဟာဗုဒ္ဓကျွန်းတွေကဗုဒ္ဓဘုကမရဏခွင်မှာရှိတယ်မရဏဆိုတဲ့နေရာမှာရှိတဲ့အတွက်ရွှေတို့လူအုပ်စုအသင်းအဖွဲ့เนาะအဲ့တော့ဖြက်လန်းစီးပွားရေးတွေအကျိုးမပေးဘူးเนาะရွှေရောင်းဝယ်လုပ်တာတွေเนาะပေါင်းသင်းဆက်ဆံရေးမှာလည်းစိတ်ပေါင်းကိုခွာနေရမှာဖြစ်ပါတယ်လှေတို့လှဲတို့เนาะရာလာဝရေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေเนาะအဲ့ဒီရှောင်ရှားတင်တဲ့အရက်ဝတ်သားเนาะအဲ့ဗုဒ္ဓဟူးနံတွေကိုရှောင်ရှားမယ်ဆိုရင်ဘဝမှာပို့ပြီးတော့ကြီးပွားမယ်အောင်မြင်မယ်ကောင်းစားမယ်ဇာတာဖြစ်ပါတယ်အဝါရောင်တို့အစိမ်းရောင်တို့အကျိုးမပြုပါဘူးအဝါရောင်အစိမ်းရောင်အကျိုးမပြုဘူးအဲ့တော့ဗုဒ္ဓဟူးမရဏဖြစ်တဲ့အတွက်เนาะဘဝမှာငယ်စဉ်မှာအသက်အန္တရာယ်တွေကြုံတွေ့တတ်တယ်เนาะတချို့ကြောင့်လည်းလူအသက်အန္တရာယ်မဖြစ်ခဲ့လို့ရှိရင်လည်းရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေမှာထိခိုက်ဒဏ်ရာတွေရတတ်တယ်เนาะတချို့ကြောင့်လည်းဘဝတွေရုပ်တွေမဖြစ်ဘဲနဲ့ကိုယ့်ရဲ့ဒီခန္ဓာကိုယ်တွေဘာမှမဖြစ်ဘဲနဲ့ကိုယ့်ရဲ့နာမည်ဂုဏ်သိက္ခာတွေကြာဆင်းတတ်တယ်เนาะအဲ့တော့ဘဝရှုံးပေးရတတ်တယ်ဘဝတချို့ကြောင့်ဘဝတည်သွားတဲ့သူမျိုးတွေများတယ်ဘဝကိုရှုံးပေးရတတ်တယ်အဲ့တော့အဲ့ဒီလိုမျိုးဘဝကိုအရှုံးပေးတဲ့လူမျိုးတွေမဖြစ်ပါစေနဲ့လို့ကျွန်တော်ဒီနေ့ဒီများနေပြောကြလို့ပါတယ်အဲ့တော့ဒီဇာတာရှင်တွေကတည်ကျွင်းနေဖို့ဟာကိုယ့်ဘဝကိုတိုးတက်ဖို့စိတ်ချမ်းမြေ့ဝင်ရတယ်ဘဝကိုတိဆောက်ဖို့ဆိုလို့ရှိရင်လူနဲ့ဒီပတ်ဝန်းကျင်တွေကိုအထူးဂရုစိုက်တတိထားရမှာဖြစ်ပါတယ်ကိုကဂရုမစိုက်ဘူးကိုထင်ရကိုလုပ်မယ်ဆိုရင်ဘဝမှာပို့ပြီးတော့အစိုးတွေကြုံတွေ့တတ်ပါတယ်เนาะလူမှုပတ်ဝန်းကျင်တွေအတိုင်းဝိုင်းတွေကိုတတိထားပြီးတော့တတိပြုနေထိုင်ရမှာဖြစ်ပါတယ်ဒီဇာတာရှင်နေနေနဲ့အဲ့တော့တည်ကျွင်းနေတဲ့ပထမအရွယ်ဆိုတာကတော့ကျွန်တော်ဒီ30ဝန်းကျင်လောက်ပေါ့เนาะ30ဝန်းကျင်လောက်မှာပထမအရွယ်မှာအလွန်ရေးကြည့်တယ်ပထမအရွယ်အခြေအနေကောင်းပါပဲအနေထိုင်ကောင်းပါပဲဒုတိယအရွယ်တို့တတိယအရွယ်တို့မှာကောင်းစားမှာဖြစ်ပါတယ်เนาะအဲ့တော့ပထမအရွယ်ဆိုတာအသက်20 30အထိပေါ့เนาะပထမအရွယ်ဆိုအဲ့ဒီတကျွင်းတွေကငယ်စဉ်ကလေးကလူများနဲ့နေခြင်းတယ်เนาะလူတွေကိုအခင်များတဲ့အတွက်ကြောင့်မို့လို့လူတွေအခင်များတဲ့အတွက်ကြောင့်မို့လို့အိမ်နေတဲ့အိမ်အပြင်မှာအနေများတဲ့သူမျိုးတွေများပါတယ်အိမ်နေတဲ့ကိုအိမ်ပြင်မှာအနေများတဲ့သူမျိုးတွေများတယ်ဒါကြောင့်ဒီတကျွင်းနေနေတာတရုံနေလူတွေနဲ့အများနဲ့တရုံနေပို့ပြီးတော့ပျက်စီးလွယ်တဲ့ဇာတာမျိုးဖြစ်ပါတယ်အဲ့တော့တယောက်တည်းအေးချမ်းနေပြီးတော့မိမိရဲ့ပညာရဲ့အလုပ်အကံကိုစူးစမ်းမယ်တယောက်တည်းနေပြီးတော့စူးစမ်းမယ်ဆိုရင်အလွန်အင်မတန်မှပဲအောင်မြင်တဲ့သူတွေဖြစ်ပါလိမ့်မယ်အဲ့တော့ဒုတိယအရွယ်မှာအိမ်အောင်ကြပြီးတဲ့နောက်ပိုင်းမှာအမျိုးသားတွေဖို့အသင်းဖွဲ့တွေဝင်ရောက်တာတွေအရက်တကာစီးလှည့်ပြီးတော့စီးပွားရှာတာမျိုးတွေဖြစ်ပါမိမိနဲ့ဆက်ဆံရတဲ့သူများတဲ့အပေါ်အားနာတာတို့အလိုလိုက်ချင်းတွေကြောင့်ဘဝမှာဘဝနာပြီးသူများသုံးချခံဘဝကိုရောက်သွားတတ်တယ်လူမှုရေးအရှုပ်ထွေးတွေဖြစ်တတ်ပါတယ်ရာဇဝတ်မှုလုပ်ငန်းတွေဒုစရိုက်မှုလုပ်ငန်းတွေကိုကျူးလွန်မိပြီးတော့အဖမ်းအဆီးချုံနှောင်တွေခံရတတ်တယ်ဒါကိပြုရမှာဖြစ်ပါတယ်ဒါကြောင့်မိမိအလုပ်ကိုတဲ့လုပ်เนาะမိမိကိုယ်အားကိုเนาะသူများဖို့ကြီးပွားချမ်းသာကြမိမိကိုယ်ကိုမိမိအားကိုပြီးလုပ်တဲ့သူတွေကတော့ကြီးပွားချမ်းသာမယ်လို့ပြောလို့ရင်ဖြစ်ပါတယ်အဲ့တော့အိမ်အောင်ကြပြီးအမျိုးသမီးတွေအဖို့မှာကျတော့အဆက်အရကိုကဥဆောင်ရတတ်တယ်เนาะအပေါင်းအသင်းတွေနဲ့သွားလာလှုပ်ရှားနေတဲ့သူဖြစ်လို့ရှိရင်အဆိုးအားတွေများလာပြီးတော့အိမ်တွင်းရေးတွေအိမ်အောင်ရေးတွေအရှုပ်ထွေးတွေဖြစ်တတ်တယ်အများအထင်သေးပြီးတော့အိမ်အောင်ရေးပြဿနာတွေကြုံတွေ့တတ်ပါတယ်အဲ့တော့တည်ကျွင်းနေတဲ့တတိယအရွယ်ရောက်လာလို့ရှိရင်သားသမီးမြင်းမြစ်တွေအားကိုးရခြင်းမရှိဘဲနဲ့အပေခံဘဝကိုရောက်တတ်တယ်ကိုကဒါသတိပြုစင်ကြပါကိုကကောင်းတယ်ဆိုရင်တော့ဒါမျိုးမဖြစ်ဘူးကိုကနေစိုးတယ်ဆိုရင်တော့အဲ့လိုမျိုးတွေကြုံတွေ့တတ်ပါတယ်
အဲ့တော့အသက်ကြီးပိုင်းမှာလည်းဒါသတိပြုဆင်ခြင်ရမယ်နေ့နာမျိုးတွေဖြစ်ပါတယ်အဲ့တော့ဆွေမျိုးသားချင်းလူကြီးအုပ်ထိန်းသူတွေပေါ်မှာမိဆန္ဒသဘောအရပြန်မပြောနားမထောင်တစိုးထိုးလောက်တဲ့ဇာတာရှင်တွေထဲမှာပါပါတယ်เนาะအဲ့တော့စိတ်ကအယောင်သွေးမျိုးပြောင်းလဲတဲ့အတွက်မတည်ငြိမ်တဲ့စိတ်တွေဖြစ်ပေါ်တတ်တယ်เนาะအမှားများစွာပြုလုပ်မိတတ်တယ်ပတ်ဝန်းကျင်တိုက်ကွက်တွေခံရပြီးတော့ဖြက်စီးမှုကိုခံရတဲ့သူတွေဖြစ်တတ်ပါတယ်เนาะအဲ့တော့ဒီဇာတာရှင်တွေအနေနဲ့ကဒါဘဝမှာဒီချက်တွေဒါသတိပြုသတိထားရမှာဖြစ်ပါတယ်ပြီးတော့တက်ကျွင်းနေတဲ့ဇယိုက်ကိုပြောပြပေးမှာဖြစ်ပါတယ်တက်ကျွင်းနေအနေနဲ့ကဆွေမျိုးသားချင်းလူကြီးမိဘအုပ်ထိန်းသူတွေပေါ်မှာမိမိဆန္ဒသဘောမိမိသဘောအရပြန်မပြောနားမထောင်စွတ်ပြီးတော့လောက်တတ်တဲ့သူတွေဖြစ်ပါတယ်အဲ့တော့၎င်းရဲ့စိတ်ကအယောင်သွေးမျိုးပြောင်းလဲတတ်တယ်တဲ့မတည်ငြိမ်တဲ့စိတ်ရှိတဲ့အတွက်အမှားများစွာကိုပြုလုပ်တတ်တယ်ပတ်ဝန်းကျင်တိုက်ကွက်ကိုခံရပြီးတော့ဖြက်စီးမှုဒဏ်ကိုခံရတဲ့သူတွေဖြစ်ပါတယ်အမျိုးသားအမျိုးသမီးအားလုံးရုပ်လှပမှုကိုပြုပြင်နိုင်စွမ်းမရှိကြတော့လေအနေထိုင်ထဲဝါခံကြားမှုရှိတတ်တယ်တဲ့နော်ရုပ်လှအောင်တာမလုပ်တတ်တာသူတို့အနေနဲ့ကအလိုလိုနဲ့ထဲဝါမှုခံကြားမှုရှိပြီးသားလို့ပြောချင်တာဖြစ်ပါတယ်အဲ့တော့အမျိုးသားတွေကအပေါင်းအသင်းအလွန်များအိမ်တွေမကပ်ဘဲနဲ့ပြင်ပသွားလာလှုပ်ရှားတဲ့သူဖြစ်ပါကားတဲ့မကောင်းမှုကိုပြုလုပ်နေတဲ့သူတွေဖြစ်တတ်ပါတယ်တဲ့နော်အဲ့တော့နေရာကဩဇာပေးဆရာလုပ်ပြီးဥဆောင်နေတဲ့သူတွေဖြစ်ခဲ့ရင်အိမ်အောင်ဘက်ညှို့ညင်မှုကိုခံရပြီးမိဘရောက်ခမတွေညှို့ညင်မှုကိုခံပြီးညီကိုမောင်တို့မှတားချင်းများရဲ့စော်ကားမှုတော်လန်မှုပြစ်တင်မှုတွေကိုခံရတတ်ပါတယ်အဲ့တော့ပြင်ပမှာအလောက်ကင်တွေလည်းမိတ်ဆွေကောင်းလောက်ငယ်သားမတွေ့နိုင်တာမျိုးတွေဖြစ်တတ်တယ်နော်ကောင်းတဲ့လောက်ငယ်သားမတွေ့ရတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့၎င်းတို့ကိုယ်တိုင်ကလည်းမိမိအပေါ်ကောင်းရုံးမပေးသူဒုက္ခပေးမဲ့သူတွေကိုအထင်ကြီးပြီးပေါင်းသင်းလေးရှိတယ်အဲ့တော့တစ်ကျွင်းနေကြဆိုကိုယ်ကိုမကောင်းတဲ့သူတွေဒုက္ခပေးမဲ့သူတွေကိုသွားပြီးတော့အထင်ကြီးမိပြီးတော့ပေါင်းသင်းတာမျိုးတွေကြုံတွေ့တတ်တယ်တဲ့အဲ့တော့၎င်းပေါ်ကောင်းကြသူများအကောင်းမမြင်အဆိုးမြင်တတ်တယ်သူ့ပေါ်ကောင်းတဲ့သူတွေကြတော့အကောင်းမမြင်ဘူးကိုယ့်ဘောကောင်းတဲ့သူကြတော့အကောင်းဝင်ပဲအစိုးတွေမြင်တတ်ပါတယ်တဲ့နော်ဒါကြောင့်တစ်ကျွင်းနေအနေနဲ့ကဘဝမှာမိကောင်းဆွေကောင်းတွေ့ရခဲ့တယ်တဲ့နော်မဟုတ်တစ်ကျွင်းနေအနေနဲ့ဆိုရင်ဒါသတိပြုဆင်ရမှာပေါ့နော်ဒီအစိုးတွေဝီပြုသတိထားမယ်ဆိုရင်အစိုးတွေရှောင်ရှားပြီးတော့အကောင်းတွေရရှိလာမှာဖြစ်ပါတယ်ဒီမျိုးနဲ့စိုးကျိုးပေးမဲ့သူတွေကိုတွေ့တတ်တယ်တဲ့မွေးစားသားသမီးလုံးဝအကျိုးမပေးတဲ့သူမဟုတ်လို့ကြီးလာတယ်မိမိကိုတော်လန်လေးရှိတယ်ကလေးတွေပါလေသားသမီးပါမွေးစားမယ်ဆိုရင်လည်းကြီးလာတဲ့ချိန်ခါကျရင်ကိုယ်ကိုတော်လှန်တတ်တယ်လို့ပြောချင်တာဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးအနေနဲ့ဆိုရင်လေးနာလေးငန်းလေးဖြတ်တတ်တယ်လေကောင်းယောဂအဆိုင်ယောဂအထူးသတိထားရမယ်နော်ဝမ်းပိုင်းနဲ့ပတ်သက်တဲ့ယောဂတွေနော်သတိထားရမယ်အရက်တောက်တဲ့တစ်ကျွင်းတွေဖြစ်ပါကြာလေပိန်လာလေဖြစ်တတ်တယ်နော်ယောဂရလေဘဝပြက်တည်ထိဖြစ်တတ်တယ်နော်အရက်တောက်တဲ့တစ်ကျွင်းတွေဆိုရင်ဘဝတောင်ပြက်တတ်တယ်ကြာလေပိန်လာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့အထူးသတိထားရမယ့်ချက်မှာလင်းရှိမယားနဲ့သူတစ်ပါးတွေတားပြသမီးပြမှာနဲ့မှားယွင်းတတ်ကြတယ်ပဲနော်အဲ့လိုမှားယွင်းမိလို့ရှိရင်လေဖြတ်ပြီးတော့တည်ဆုံးတတ်ပါတယ်တဲ့နော်လေမဖြတ်ရင်လည်းတစ်သက်လုံးပန်းတေယောဂါမျိုးတွေဖြစ်တတ်ပါတယ်အမျိုးသမီးတွေအဖို့ကြတော့ခစ်ဆန်ဆန်အလှပပြင်းသူအပေါင်းအသင်းများနဲ့စီးမရှိကမ်းမရှိသွားနေတဲ့သူတွေဖြစ်တတ်ပါတယ်အဲ့လိုသွားနေတယ်ဆိုရင်စီးမရှိကမ်းမရှိလေလွင့်ပြီးတော့သွားခြင်းသူတို့သွားနေတယ်ဆိုရင်ပြည့်တန်စာအထီတောင်ဖြစ်သွားတတ်ပါတယ်လို့ဒီအဟောတွေမှာရှိတယ်နော်မဟာဘုတ်တိကျွန်းဒါတွေကသတိပြုဆင်ခြင်ဖို့ပြောတာဖြစ်ပါတယ်အားလုံးကိုတစ်ထစ်ချကျင်းနေဖြစ်မယ်လို့ပြောလို့ရင်မဟုတ်ပါဘူးအဲ့တော့စီးပွားရေးလူမှုရေးဆောင်ရွက်ရမှာလူအများနဲ့ဆောင်ရွက်ခြင်းပွဲစားလုပ်ခြင်းစတဲ့လူများနဲ့လှုပ်ရှားဆောင်ရွက်ရတဲ့အလုပ်တွေကအကောင်းတဲ့အဆိုးကိုပိုများတယ်လူအများနဲ့လုပ်ရတဲ့အလုပ်တွေကအကောင်းတဲ့အဆိုးကိုပိုများပါတယ်အိမ်တော်အေးမှာယောက်ျားရဲ့နှိပ်စက်မှုဒုက္ခပေးမှုအကြိမ်ကြိမ်တွေ့ရပါကယောက်ျားကိုအသေးတက်ဝန်းတဲ့အထိဒီမဟာဘုတ်တိကျွန်းမျိုးသမီးတွေကဒါစိတ်ကြီးတယ်ဆိုတဲ့သဘောကိုပြောခြင်းဖြစ်ပါတယ်เนาะအဲ့တော့အိမ်တော်ဘက်ကအကြိမ်ကြိမ်ကိုကိုနှိပ်စက်တယ်ဆိုလို့ရှိရင်ကိုအနေနဲ့တိမခံနိုင်တတ်တဲ့သဘောကိုပြောလို့ရင်းဖြစ်ပါတယ်အဲ့တော့အထူးသတိထားရမှာမရရှိလင်ယောက်ျားများနဲ့မှားယွင်းတတ်ကြပြီးအထောက်ပံ့လဲရယူတတ်တဲ့ဇာတာထဲမှာပါတယ်เนาะဒါသတိပြုဖို့ဖြစ်ပါတယ်ဒီကဲ့သို့ဖြစ်ပါကတအိမ်ယောဂါနဲ့ဘဝအမျိုးသမီးယောဂါနဲ့ဘဝဆုံးရှုံးတတ်ပါတယ်တဲ့เนาะအဲ့တော့တစ်ကျွင်းအမျိုးသမီးများဖို့ဝမ်းပိုက်ဆိုင်ရာယောဂါအဆိုင်ယောဂါ90%ဖြစ်တတ်ပါတယ်အဲ့
အဲ့တော့တေကျွင်းအားလုံးလိုက်နာသတိပြုဖို့ဆိုလို့ရှိရင်လူအများလူအစုအဝေးအသင်းအဖွဲ့၌ပါဝင်ဆောင်ရွက်ခြင်းเนาะကောင်းကျိုးမပေးတတ်ပါဘူးအကယ်၍ဆောင်ရွက်ပါကတိတိကျကျမှန်ကန်ပြတ်သားမှုအာမနာဖို့လိုပါတယ်အသင်းအဖွဲ့တွေနဲ့အများနဲ့ဆောင်ရွက်တယ်ဆိုရင်လည်းအာမနာပဲနဲ့တိတိကျကျပြတ်သားဆောင်ရွက်ရင်အဆင်ပြေအောင်မြင်ပါလိမ့်မယ်အဲ့တော့ဇက်တပင်နဲ့ရုပ်ရှင်အမှုပညာလုပ်ငန်းများဖတ်ဆက်မလုပ်တဲ့เนาะမိမိနေထိုင်အိုးအိမ်ကိုစွန့်ခွာလျက်ရဝေးခီးတွားရသောလုပ်ငန်းတွေနဲ့မသင့်ပါဘူးเนาะအဲ့တော့မိမိကိုယ်မိမိယုံကြည်စိတ်ချအားကိုတော့စိတ်များထားပြီးကိုယ်ပိုင်လုပ်ငန်းများလုပ်ကင်ပါကကြီးပွားချမ်းသာနိုင်ပါတယ်ကိုယ်ပိုင်လုပ်ငန်းသူလူအများနဲ့လုပ်ရတဲ့လုပ်တဲ့ကိုယ်ပိုင်လုပ်ငန်းနဲ့အကျိုးပေးတဲ့ဇာတာထဲမှာပါပါတယ်เนาะအဲ့တော့တကျွင်းအားလုံးကအိမ်တော်ဘက်များခစ်ဆန်တဲ့သူတွေနော်ဂုံပကာသနာအကြွားဝါဖတ်သူတွေမလဲရှုပ်ထွေးတဲ့သူတွေဖြစ်တတ်ပါတယ်ကိုယ့်ရဲ့အိမ်တော်ဘက်ကနော်အဲ့ဖြက်လန်းစည်းပွားရေးနဲ့ဘယ်တော့အခါမှမချမ်းသာနိုင်ဘူးတဲ့ချမ်းသာလင်းလေခဏပဲဖြစ်ပါလိမ့်မယ်အဲ့သားသမီးအတူပူးတွဲနေထိုင်သူများကိုလည်းဘယ်တော့အခါမှမိမိလိုအပ်တယ်လို့ပုံစံချလို့မရတဲ့ဇာတာထဲမှာပါပါတယ်အဲ့တော့ကိုယ့်ရဲ့ဆန္ဒကိုယ့်ရဲ့သဘောနဲ့လုံးသမျှအားလုံးအောင်မြင်မှုပဲမရဘဲနဲ့မိမိစန္ဒမိမိသဘောနဲ့ရှောက်လို့ရင်အောင်မြင်မှုမရဘဲနဲ့အတူနေတဲ့သူအားလုံးစိတ်ဆင်းရဲရတတ်တယ်တဲ့နော်အိမ်တော်ရေးမှာလည်းအထူးတစ္ဆာရှိဖို့အရေးကြီးပါတယ်နော်မဟာဘုတကျွင်းနေနေနဲ့တစ္ဆာရှိဖို့အရေးကြီးတယ်အဲ့တော့တကျွင်းအားလုံးလိုက်နာပဲချက်ကတခြားကျွင်းနေတဲ့လူနဲ့ပတ်ဝန်းကျင်ကိုအထူးသတိပြုရန်လိုအပ်တယ်နော်ဒီလူတွေနဲ့ကိုယ်နားမှာရှိတဲ့လူတွေနောက်ကိုယ့်ရဲ့ပတ်ဝန်းကျင်နောက်ကိုယ့်ရဲ့ကျင်လည်တဲ့ပတ်ဝန်းကျင်ကိုအထူးသတိပြုရမယ်သတိထားရမယ်နော်အပဲကြောင့်ဆိုတော့လူနဲ့ပတ်ဝန်းကျင်တွေမိမိကိုကောင်းကျိုးမပေးနိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်လူတွေနဲ့ပတ်ဝန်းကျင်တွေကကိုယ့်ကိုကောင်းကျိုးမပေးနိုင်တဲ့အတွက်ဖြစ်တယ်အဲ့တော့ဗုဒ္ဓဘုရားနဲ့ပါဝင်သောလူသည်တဲ့အစိုးဖြစ်သောကြောင့်လူတွေနဲ့ပေါင်းလို့မရရတယ်နော်လူတွေနဲ့အကျိုးမပေးသူများဖြစ်တယ်ပညာသင်ကြားချိန်မှာကျောင်းစာတဲ့မိတ်ဆွေပေါင်းတွေကိုပိုခင်တဲ့ဖြင့်ပညာရေးမှာရန်ဖြစ်သွားတတ်တယ်နော်အုတ်ထိန်မှုအားနေတဲ့တိတ်ကျွင်းတွေဖို့ပညာရေးကိုစုံကန်းမတိုင်တတ်ပါဘူးတဲ့နော်အဲ့တော့အုတ်ထိန်မှုအားကောင်းရင်တော့ပညာရေးစုံကန်းတိုင်အောင်ရောက်ရှိမယ်လို့ဆိုလိုရင်းဖြစ်ပါတယ်အဲ့ဒီတိတ်ကျွင်းတွေအနေနဲ့ကငယ်စဉ်ကပဲအတူနေညီကိုမောင်နှမများတဲ့နဲ့မတည့်ဘူးနော်ညီကိုမောင်နှမတွေနဲ့မတည့်တာမျိုးတွေများတယ်အပြင်လူတွေနဲ့ကြတော့အလွန်တဲ့တယ်ကိုမိသားစုတွေကညီကိုမောင်နှမနဲ့ဒါမတဲ့တာအပြင်လူတွေနဲ့ကြအလွန်တက်တယ်အောက်ကြနောက်ကြခံပြီးတော့ပေါင်းတက်တယ်အပြင်လူတွေနဲ့ကြရင်เนาะအောက်ကြနောက်ကြခံပြီးပေါင်းတက်တယ်မိသားစုအခွင့်အရေးပေးခြင်းကိုမခံစားရဘူးเนาะမိသားစုကကိုယ့်အပေါ်မှာအခွင့်အရေးပေးတာမျိုးတွေမခံစားရတဲ့ဇာတာထဲမှာပါတယ်အဲ့တော့သူတို့ကိုယ်တိုင်ကလည်းအရွက်တိုက်တာတွေသူများမကြိုက်တာလှုပ်တာတွေခံပြောတာတွေနောက်ဆုံးအိမ်ကထွက်ပြေးတဲ့အထိဖြစ်တတ်တယ်နော်အဲ့ဒါကြောင့်ဒီတေကျွင်းတွေအားလုံးနေနဲ့သတိပြုလိုက်နာမှာမိဘအုပ်ထိန်မှုခံယူရမယ်အဲ့လိုအုပ်ထိန်မှုခံယူမယ်ဆိုလို့ရှိရင်လူကောင်းသူကောင်းတွေဖြစ်လာပါလိမ့်မယ်နော်အဲ့တေကျွင်းတွေကငယ်စဉ်မှာပတ်ဝန်းကျင်မှာမိမပြိုများအပြိုကြီးများအမျိုးသားများကြီးသွေးဆောင်မှုဖျားရမှုတွေကိုခံရတတ်တယ်နော်ဒါမှမဟုတ်အရက်ဖဲအလောင်းကစားလိုက်စားတတ်တယ်တဲ့နော်အဲ့ဒါသတိထားမှာဖြစ်ပါတယ်အထူးသဖြင့်မိန်းကလေးများအပြိုဘဝကိုအထူးသတိပြုရမှာပွဲတို့ဇက်တို့ရုပ်ရှင်တို့နော်အဲ့ဒီနေရာတွေကိုမိဘသားချင်းမပါဘဲနဲ့မထက်တင်ဘူးတေကျွင်းမိန်းကလေးတွေဆိုရင်မထက်တင်ဘူးထဲလိုက်လို့ရှိရင်မပြစ်တင်တာတွေဖြစ်ပြီးတော့အရှက်တကွဲအကျိုးနဲ့တွေဖြစ်တတ်ပါတယ်ဒါကိုယ့်ရဲ့ဒီမိသားစုတွေမှာတေကျွင်းသားပြိုသမီးပြိုတွေဖြစ်ရှိရင်သတိထားရမှာပေါ့နော်အဲ့တော့တေကျွင်းယောက်ျားလေးများအမျိုးသမီးများကအရင်စယူအိမ်အောင်ကြတတ်တယ်နော်တေကျွင်းယောက်ျားလေးတွေဆိုရင်လည်းတစ်ဖက်ကအမျိုးသမီးကစလို့အိမ်အောင်ကြတတ်တဲ့ဇာတာအားနာ၍အိမ်အောင်ကြတတ်တဲ့ဇာတာထဲမှာပါပါတယ်အဲ့တော့မိန်းကလေးများဖို့ကြတော့အပေါင်းအသင်းတိုက်တွန်းမှုကြောင့်၎င်းเนาะအပေါင်းအသင်းတိုက်တွန်းတာပဲဖြစ်ဖြစ်เนาะအပေါင်းအသင်းကမြောက်ပေးတာပဲဖြစ်ဖြစ်အဲ့လိုမြောက်ပေးမှုကြောင့်ငယ်ရွယ်နဲ့အိမ်အောင်ရှင်ဘောအိမ်အောင်တွေဘောရောက်တတ်တယ်ဒါကြောင့်စဉ်းစားအိမ်အောင်ပြုခြင်းစဉ်းစားပြီးတော့အိမ်အောင်ပြုခြင်းမဟုတ်တဲ့အတွက်ကြောင့်မို့လို့သူကအိမ်အောင်ကွဲတာမျိုးတွေအိမ်အောင်ဆက်များတာမျိုးတွေကြုံတွေ့တတ်တယ်เนาะဒီဇာတာတွေကဒါအတွက်ကြောင့်မို့ပတ်ဝန်းကျင်လူကောင်းသူကောင်းတွေတွေ့ရဖို့အရေးကြီးတယ်တွေ့ချင်းနေနေမိမိရဲ့ပတ်ဝန်းကျင်တော့မိမိနားမှာရှိတယ်လူကောင်းသူကောင်းတွေတွေ့ရဖို့အရေးကြီးပါတယ်အဲ့တော့လူကောင်းဆိုတဲ့နေရာမှာမိမိမွေးမိဘကျွေးမိဘပါတယ်เนาะတုံတင်ဆုံးမတဲ့ဆရာသမားတဲ့လူကောင်းထဲမှာပါတယ်ဒါကြောင့်ဆရာသမားမိဘတို့တုံတင်မှုကိုခံယူရမယ်ဒါပြီးတဲ့အခါမှာမကြာခဏဆိုလို့မိဘဆရာသမားတွေကို
လှူဒန်းပေးရမှာကြော်ပေးရမှာဖြစ်ပါတယ်အဲ့တော့တချင်းအားလုံးကလူအစိုးရွှေအစိုးလူအုပ်စုအသင်းဖွဲ့အစိုးအပေါင်းအသင်းအစိုးတို့ကြောင့်ခွင့်လွတ်စိတ်ထားပါတယ်နော်အဲ့တော့လူတွေနဲ့ပတ်သက်ရင်နော်ခွင့်လွတ်စိတ်ထားရမယ်လူအောက်ကျုပ်ပြီးတော့ဆက်ဆံနေတယ်နောက်တချင်းအားလုံးအနေနဲ့ဟာလူမှုရေးအိမ်တော်ရေးစီးပွားရေးလုပ်သမျှကြံစည်သမျှမိမိမခံစားရပဲသူတစ်ပါးလှည့်စားမှုခံရပြီးတော့ပျက်စီးဆုံးရှုံးမှုတွေကြုံတွေ့ရတတ်ပါတယ်နော်ဒါကြောင့်မိမိမှတွဲပြီးသူတစ်ပါးကိုအားမကိုးပါနဲ့နော်လူတွေကိုကိုယ်ပေါင်းစိတ်ခွာပြုလုပ်ပါအဲ့တော့တပည့်မွေးတာတွေသားသမီးမွေးတာတွေဂျုံစားမှုမပြုလုပ်နဲ့ဒီချက်တွေကိုရှောင်မယ်ဆိုလို့ရှိရင်အောင်မြင်သောတည်ကျွင်းတွေဖြစ်ပါလိမ့်မယ်เนาะအောင်မြင်တဲ့သူတွေဖြစ်လာမှာဖြစ်ပါတယ်အဲ့ဒီဇာတာရှင်တွေအနေနဲ့ကအိမ်တော်ဘက်အနေနဲ့ဆိုရင်တည်ကျွင်းအားလုံးကတနင်္ဂနွေတနင်္လာဗုဒ္ဓဦးသားသမီးတွေကိုအိမ်တော်ဘက်ရွေးတဲ့အခါမှာရှောင်ရှားတင်ပါတယ်เนาะအင်္ဂါစနေတောက်ကြာတာပိသားသမီးတို့အိမ်တော်ဘက်အနေနဲ့ရွေးချယ်တင်ပါတယ်အဲ့တော့တည်ကျွင်းနေဖို့တနင်္လာသားသမီးကိုအိမ်တော်ဘက်အနေနဲ့ရွေးချယ်မယ်ဆိုရင်တဦးကဖောက်ပြန်တတ်တယ်တနင်္လာသားသမီးကိုယူမယ်ဆိုတဦးကဖောက်ပြန်တတ်တယ်စိတ်သဘောထားချင်းမတိုက်ဆိုင်တဲ့အတွက်အခက်အခဲတွေကိုကြော်ဖြတ်ရခြင်းကြုံတွေ့ရတတ်တယ်အဲ့တော့တနင်္ဂနွေသားသမီးကိုရွေးချယ်ပါတစ်ချက်ရန်ဖြစ်တတ်တယ်မကြာခဏအိမ်ပေါ်ဆင်းတာမျိုးတွေနော်မဲတစ်မျိုးမောင်းတွေကနေထိုင်ရတတ်တယ်မကြာခဏခွဲပြီးနေရတတ်တယ်အတူနေခဲ့ရင်တေကွဲမကွဲရှင်ကွဲနိုင်တယ်တဲ့နော်တနင်္ဂနွေကိုယူခဲ့ရင်အဲ့တော့ဗုဒ္ဓဦးသားသမီးကိုယူခဲ့လို့ရှိရင်တူယောဂရတတ်တယ်နော်ယောဂရတဲ့ကျမ်းမာရေးညက်တဲ့စီးပွားတက်လို့ရှိရင်အသက်အန္တရာယ်ပါဆုံးရှုံးတတ်ပါတယ်တဲ့နော်အဲ့တော့ဒီနေသားသမီးတွေယူမိတွေရဲ့သူတွေအဖို့ဟာနေသားလိုက်ဆောင်ရမယ်ရှောင်ရမယ်အချက်တွေကိုရှိတယ်နော်အင်္ဂါသားသမီးအိမ်တော်ပြုရမယ်တည်ကျွင်းများဖို့ကတော့အလွန်နစ်နာခံတဲ့အိမ်တော်ဘက်ဖြစ်လိမ့်မယ်အင်္ဂါသားသမီးကိုယူလို့ရှိရင်အလွန်နစ်နာခံတဲ့အိမ်တော်ဘက်ဖြစ်လိမ့်မယ်စနေသားသမီးကိုအိမ်တော်ဘက်အဖြစ်ရွေးချယ်ပါကအိမ်တော်ကြီးတာရမယ်တည်ကျွင်းနေဖို့တောက်ကြသားသမီးကိုအိမ်တော်ဘက်ရွေးချယ်ရင်စိတ်ချမ်းသာပျော်ရွှင်စရာကောင်းသောအိမ်တော်ဘက်ဖြစ်ပါလိမ့်မယ်။နော်ကြာတာပိသားသမီးအိမ်တော်ဘက်ဖြစ်ရွေးချယ်ပါကမိမိကိုဆုံးမခြင်းဩဇာပေးခြင်းဆရာကြီးလုပ်ခြင်းပေါ့နော်အဲ့လိုမျိုးတွေရန်ဖြစ်ခြင်းအဲ့လိုမျိုးတွေကြုံတွေ့တတ်တယ်အခက်မတင်ကွဲတာကွာတာမျိုးတွေလည်းကြုံတွေ့တတ်ပါတယ်။ဒါမဟာဘုတ်တကျွင်းနေနေတာဒါအချင်းချင်းပေါ့နော်ပြောပြခြင်းဖြစ်ပါတယ်။အဲကျွန်တော်လည်းဒီအခုတင်ပြပေးနေတဲ့ဘေးရင်ရရာတွေဘုဒ္ဓတာနဲ့ပတ်သက်တာတွေကိုတင်ပြပေးနေတဲ့ဘေးရင်ရရာ channel ဖြစ်ပါတယ်ကျွန်တော်ရဲ့ကိုယ်ပိုင်ဆရာတာထက်ဆန်းဖြစ်ပါတယ်ကျွန်တော်နာမည်အဲ့တော့အခုတင်ပြပေးနေတဲ့ဘေးရင်တွေရရာတွေကိုစိတ်ဝင်စားတဲ့သဘောကျတယ်ဆိုရင်ဒီ channel လို့ YouTube channel လေးကို subscribe လုပ်ပေးပါ share ပေးပါနောက်ရက်တွေနောက်ပတ်တွေမှာလည်းထပ်မံပြီးတော့တခြားအကျွင်းတွေတခြားဘေးရင်ရရာတွေကိုထပ်မံပြီးတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အားလုံးကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေ